အဲ့လိုလေးတွေရှိတယ်မြင့်ကြီးပဲအေးချမ်းတယ်ဗျကျွန်တော်တို့ဟိုးဇီဒီပေါ်တက်သွားမယ်ကျောင်းကတော့ကျောင်းဆောင်ကတည်တည်လေးပဲဗျဟိုးအောင်ဒါဇီဒီကဟိုးအပေါ်မှာအဲ့ဒီလိုမျိုးဖြစ်ရမှာဘုံကျောင်းတွေကဒီလိုမျိုးလေကားလေးတွေလေပြီးရင်ဒီလိုမျိုးတစ်တော်တွေထားပြီးပိုကောင်းတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျောင်းကအေးချမ်းဖို့လိုတယ်လေနော်ကျွန်တော်တို့မြန်မာနိုင်ငံဘုံကျောင်းတွေကအကုန်လုံးတစ်ပင်တွေခုတ်ပြစ်တော့ဘုံကျောင်းတွားတဲ့ခါမျိုးနေရလဲပူဒီလိုမျိုးတစ်ပင်အများကြီးလောက်ထားပြီးအေးတာဗောနော်ခုနကဖုံဖုံစီမှာအလူလေးလှုပ်ဖြစ်လိုက်တာဗောနော်ဖုံဖုံကဒီနေရာမှာကျောင်းထိုင်တော့လဲတကားတွေကတိတ်မရှိဘူးဗျကိုကပြောင်းမှုတွေဆက်ကြတာများတော့တကားတွေလည်းတိတ်မအားဘူးတိတ်မလာဖြစ်ဘူးဗောနော်ကျောင်းမှာခွင့်ရရှိရင်တော့နောက်တစ်ခါထပ်လာအောင်မယ်ဗျဖုံဖုံပြောတာအင်္ဂလိပ်တွေတအားလာတယ်တဲ့ဒီကျောင်းမှာတော်တော်လေးကိုအေးချမ်းတယ်ဗျာကျွန်တော်တို့မြန်မာနိုင်ငံဖုံကျောင်းမှာဆိုရင်လည်းဒီလိုမျိုးလှုပ်ထားစေချင်တာဗောနော်ဇီဒီကလည်းတော်တော်လေးကိုတက်ရတယ်ဗျာကျွန်တော်ဇီဒီပေါ်မှာရောက်လာပြီဆိုတော့ဇီဒီကတော့လိုက်မယ်ကတော့ပြီးတဲ့နဲ့ဒီကျောင်းပတ်လက်မှာရှိတဲ့ဟာတွေလေးတွေပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုလိုက်ပြီးတော့ရိုက်ပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာတော်တော်လေးကိုတဘာဝကောင်းတယ်ဗျဟိုဘက်မှာဆိုရင်တောင်တန်းတွေဟိုမြောက်တွေပါဒီအော်တော့နော်ဝူနဲ့တော်တော်လေးကိုစိမ့်လန်းစုပြတဲ့နေရာဖြစ်ပါတယ်ဗျ